ငါညမအိမ်ရလေဟာငါမျိုးရွာနေပြီးတော့မျိုးကိုသာတက်လာတာသူ့အိမ်လည်းမသိဘူးဒီနီးကိုမေးကြည့်မှဟယ်လိုနီအလီနာသိလားမသိဘူးသိတာပေါ့အလီနာအိမ်လေးကဘယ်လိုသွားမလဲပြောပြပါလားအလီနာအိမ်လေးကဒီလမ်းတက်သွားပြီးွားပြီဆိုရင်ကားပန်းအောင်လေးတွေ့လိုက်မယ်အဲ့ဒီကားပန်းအောင်လေးရှိရဲ့အိမ်ကအလီနာအိမ်ပဲဟုတ်ကဲ့ကျေးဇူးပါနော်သမီးသွားလိုက်အောင်မယ်အေးစညနေငငတိခံပြီပါโอเคအလီနာအိမ်ရောက်ပြီပဲโอเคအလီနာအိမ်လာမသိဘူးအလီနာအထဲမှာရှိလားရှိတယ်အမအိမ်ထဲဝင်ရလေဟုတ်ဟဲ့နေပါလို့ရလေဩအမစားဖို့ဟင်းချက်ပြီးတော့မောလို့ခဏနားနေတာအေးပါငါအိမ်ကြီးသွားလဲလောက်မယ်နော်โอเคအမအလီနာအိမ်ရလဲဟဲ့တော်သေးတာပေါ့နည်းနည်းအေးနေလို့အမကလည်းစားဖို့ရပြီနော်အေးခဏနေရောနေအိမ်ကလမ်းသားပဲနော်ဘာဟင်းနေလဲဟာဝတ်သားကင်ရဲ့စောပြေဟင်းတစ်ခွက်ရဲ့ဝတ်သားကင်ရဲ့စောပြေဟင်းတစ်ခွက်ရဲ့လားငါကြိုက်တဲ့ဟင်းလေးရပဲအမကြိုက်တဲ့ဟင်းလေးအောင်ညီမသိရဲ့လေဒီအလေးအရင်စားကောင်းတာပဲအမကြီးဒီနာ convenience store မှာလေကုန်နေတဲ့ပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့အမလည်းမုတ်ကိုဝယ်လာခဲ့ပါလားညတော့အမကိုခိုင်းပြီနော်ရောက်တာနဲ့အမကလည်းလုပ်ပါโอเคအဲ့ဆိုငါသွားဝယ်လိုက်မယ်အိမ်ကနေပတ်ဆက်ယူလိုက်နော်အမအင်းပတ်ဆက်တောင်းအောင်ပါဟာ convenience store တဲ့ဟိုဆိုင်လေးလားမသိဘူးငါလည်းဒီနေရာခုမှရောက်တာဆိုတော့ဒီနေရာအကြောင်းရသိအစုံမသိသေးဘူးလေဝိုးပစ္စည်းတွေကတော့အစုံပဲဟဲ့မြို့ဝဟုတ်စာတော့ငါတက်လာမှန်သွားပြီโอเคသူက rush ဝယ်ခိုင်းနေငါဝယ်မဲ့ဥစ္စာလေးရကြတော့ဒါလေးပြန်လိုက်ပါအောင်မယ်အမရေအောင်ဖြစ်တယ်ညီမရေအမပြန်ရောက်ပြီနော်နင်းကလည်းအများနဲ့အိမ်မှာပဲအဲ့နင်းထိုင်နေတော့မှာလားညအဲ့လေအိမ်မှာပဲထိုင်နေတော့အမအောင်ထိုင်ဆောင်နေတာပါဟာစိတ်တွေရှုပ်တယ်နော်နင်းတယောက်နဲ့တော့နောက်ပြီးွားရင်လေငါ့ကို TV ခဏပြအောင်နော်အမကရေးသွားချိုးလိုက်ပါပြီးရောဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ကျရင်အမနှင်းညီမအကြောင်းအပိုင်းနှစ်ကလေးကိုတင်ပေးပါမယ်တတာ